Hello ချစ်တို့လေးဝက်ကောက်ညင်းပေါင်းလေးပေါင်းစားကြမယ်ဝက်သား ABC ကြံညို့ Master အရေးခယူစီစားဟင်းချုံမုံတကြားငါးမျိုးစားမဆလာမုံချစ်သွန်ဖြူချင်းအဲ့ဒါလေးနေပြီးအရသာနှတ်ထမ်းကောက်ညင်းပေါင်းကုတ်ရှီဝက်ဥရှောင်းကျက်ဥငုံဥမို့အဲ့ဒါလေးလိုမယ်နှတ်ထားတဲ့ဝက်သားလေးကိုနည်းနည်းလေးကြက်အောင်လို့ရည်လေးတေးလေးနဲ့တဖြောမယ်ဝတ်သားကြက်လာပြီဆိုရင်ကုချီနဲ့မိုးလေးနဲ့လေအနံ့လေးမွေးအောင်လို့ဟိုထဲမှာတောက်ပေါင်းလို့ရှိရင် तू ကတိတ်မထွက်ဘူးဒီလိုမျိုးချက်ပြီးမှအနံ့ပို့ထွက်တယ်အဲ့လိုလေးရီလေးခန်းခန်းလေးရီလေးနည်းနည်းလေးနဲ့ချက်ပြီးဆိုရပြီပေါင်းမဲ့ပကံလေးထဲမှာအသားလေးအောက်မှာခံထားပြီးလို့ရှိရင်ကောင်းညင်းလေးနဲ့ကြက်ဥငုံဥနဲ့ခုနအရီလေးကြံတဲ့ထဲမှာလည်းသွားနေပြီးအဲ့လိုကိုပေါင်းမဲ့ပုံစံခွက်လေးတွေထည့်ပြီးမှတောက်ပေါင်းလိုက်လို့ရှိရင်မိနစ်30လောက်ပေါင်းလိုက်ပြီဆိုလို့ရှိရင်ဝက်ကောင်းညင်းပေါင်းလေးရပါပြီမိုးအနှံ့လေးမွမွေးလေးနဲ့အရန်စားလို့ကောင်းတဲ့ချစ်တို့ရေလိုက်လှုပ်စားကြည့်နော်နှခင်းအစာပြေလေးပေါ့ကိုလှုပ်စားတော့ဈေးကြီးပေးစရာမလိုဘူးသူတစ်ထုပ်ကို9000လောက်တောင်ရှိရနော်ဒီဝက်ကောက်ညင်းပေါင်းလေးအနှံ့လေးမွမွေးနဲ့စားချင်စရာလေးလိုက်လှုပ်စားကြည့်နော်နောက်ဗီဒီယိုမှာပြန်ဆုံမယ်ဘိုင်ဘိုင်